လာပါရှင်တစ်ချက်စဉ်ပေးကချူစုပါလေရှင်တစ်ချက်တွေဒီနေ့ verb form နဲ့ပတ်သက်ပြီးမေခွန်းလေး၃ချောင်းကိုတူတူလေ့လာကြည့်ရအောင်တစ်ချက် verb form verb form စာအုပ်ကဘယ်နဲ့တန်းတည်လဲတစ်ချက်တို့က grade 5ကနေပြီးတော့ grade 12ဒီတစ်ချက်စာအုပ်တွေကကင်လို့ရပါတယ်ကဲဒါဆိုတစ်ချက် grade 3 4ကကင်လို့ရလားပြောပေးမယ် grade 3နဲ့4ကတော့ A အဆင့်ကလေးတွေအတွက်ကတော့ကင်လို့ရတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ် A အဆင့်ပါနော် B အဆင့် C အဆင့်ကလေးတွေကတော့ဒီစာအုပ်လေးကိုမကင်သေးပါနဲ့အောင်ဒါဆိုရင် B အဆင့် C အဆင့်ကလေးတွေအတွက်ကိုဒီချက်ဒါလေးကဘာလေးအတွက်ရသေးလဲဆိုအရှိကဒီမှာ meaning လေးကိုကြိုတင်ချက်ထားလို့ရတယ်အရှိက meaning တွေကဒီစာမျက်နှာ1ရယ်2ရယ်3ရယ်4ရယ်ပေါ့နော်5ရယ်6ထိကိုချက်ပေးလို့ရတယ်ဒီထဲမှာဒီ meaning လေးကိုတေချာချက်ချင်းအဖြစ်ပေါ့နော်အခုကလေးတွေ grade 3ကနေပြီး grade 12ထိပေါ့နော်သင်ရိုးကုံတွေက meaning တွေအကုန်ချက်ပေးသားဖြစ်သွားလိမ့်မယ်တခုတည်းချက်အကုန်မောင်းချုပ်ရမှာနော်ဒီထဲမှာအရေးကြီးတဲ့ meaning တွေအကုန်ပါချင်းဖြစ်ပါတယ် okay ဒါဆိုတစ်ချက်ရတူတူလေ့လာကြည့်ရအောင် claim can you blank the window please can you blank the window please မှာတစ်ချက်တို့ကဒါကဒီချက်တို့ပြောမယ်ဆိုတော့ဒါ task နဲ့ဆိုင်ဟောပါတော့ဒါ auxiliary verb ဒါ subject ပြီးတော့ verb 1လိုက်တယ်ဒီ verb 1လိုက်တယ် auxiliary verb subject verb 1နဲ့ verb 1ဆိုတော့ claim C L E A M claim ကဲစပြောမယ် make my mother blank breakfast this morning ကဲဒါဆိုရင် breakfast this morning ပါပြီဆိုရင်တော့ဒါဒီချက်လို့ formula နံပါတ်ဘယ်လောက်ဖြစ်မလဲစာမျက်နှာ8မှာရှိရနော် formula နံပါတ်ကတော့6 yesterday last ago this morning one upon a time the day before in 2000ပါပြီဆိုရင်ဒီထဲမှာဒီချက်လို့က verb 2သုံးတယ် make မေးရဲ့ verb 2က made make ဖြစ်ပါတယ် number 3 take I did the dishes and black out rubbish ကဲသူပြောချင်တာပါလေဒီမှာတစ်ချက်တို့သူ့ရဲ့သင်္ကေတမပါဘူး and ဆိုတဲ့ conjunction ပါတယ်ကဲဒီရှေ့မှာစာကြောင်းတစ်ကြောင်းပြတ်တယ်ဒီနောက်မှာစာကြောင်းတစ်ကြောင်းပြတ်တယ်ကိုကသိရမယ်အရှေ့ကစာကြောင်းတစ်ကြောင်းမှာ subject verb 2လာတယ်အရှေ့မှာ verb 2သုံးရင်အနောက်မှာလည်းပါသုံးရမယ် verb 2သုံးရမယ်ဆိုတော့ကိုကသိရမယ်ဒီမှာ conjunction ပါတာဟုတ်ဒီမှာ subject က verb 2ဆိုဒီမှာလည်း verb 2 okay take ထည့်ရဲ့ verb 2ကပါလေ tok တော့ဒါကြတော့စာမျက်နှာ9မှာ5နဲ့6မှာပေါ့နော်ဒီမှာ5နဲ့6မှာ irregular verb grade 5ကနေပြီးတော့ grade 20အသုံးဝင်တဲ့ irregular verb အလုံး80ကျော်ဒီချက်ဒီမှာလုပ်ပေးထားတယ် okay ဒါဆိုရင် tok ဖြစ်ပါတယ် irregular verb ပါနော်ဒီချက်တစ်ခါကြာစကားပြောနေလုံးသွားတာရှိအဲ့တော့ဒီချက်ကဒီကနေအရင်ဆုံးတောင်းပန်ထားပါတယ်ဒီချက်ကိုစာသင်တာရမ်းများအဲ့လိုမျိုးပဲပေါ့နော်စကားလုံးတက်ပါတယ်ဒါကြောင့်မလို့ clean ဘာဖြစ်လို့ clean ဖြစ်တာလဲသိသွားပါမယ်ဘာဖြစ်လို့ verb 1လိုက်တာလဲသိပါမယ် auxiliary verb subject verb 1ပါ